We are the CIA. We're totally the CIA. We're not the CIA. Your country's gonna get. Your country's going to be absolutely fine. အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့ရုပ်ရှင်တကားနဲ့မိတ်ဆက်ပေးမယ် Wild Horse 9 လို့ခေါ်တယ် Martin McDonagh ရိုက်တာ Three Billboards Outside Ebbing Missouri ဆိုတဲ့ကားရှိတယ်အဲ့ဒါကျွန်တော်အရန်ကြိုက်တဲ့ကားအဲ့ဒါသူရှေ့မှာရိုက်ထားတာပြီးတော့အဲ့မတိုင်ခင်ကဆိုလို့ရှိရင် Banshees of Inisherin ဆိုတဲ့ကားရိုက်တယ်အဲ့မတိုင်ခင်က In Bruges ဆိုရိုက်တယ်အစင်တော့ကျွန်တော်မမှတ်မိဘူးဒါပေမဲ့အဲ့3ကားကျွန်တော်သိတယ်3ကားလုံးကောင်းတယ် Three Billboards ဆို Oscar စင်းနဲ့အောင်ပါတယ်သူရိုက်တဲ့ကားတိုင်းဒီပါ Oscar ထဲမှာထည့်စဉ်းစားရတယ်Irish American Trader အရန်တော်တယ်အခုဒီကားကလည်းအရန်စိတ်ဝင်စားဖို့ကောင်းတယ်ရုပ်တရက်ကြည့်လိုက်ရင်တော့သူ့ရဲ့ premise က CIA agent 2ယောက်ချီလီနားမှာရှိတဲ့ကျွန်တော်တို့ဒီ Easter Island ကိုသွားပြီးတော့ဇလန်းတွေရှုပ်ကြမယ်ပေါ့နော်အဲ့လိုဇလန်းမျိုးဒါပေမဲ့တကယ်တမ်းကသူ့နောက်ကွယ်တမန်စိတ်ဝင်စားဖို့ကောင်းတယ်1980ဝန်းကျင်မှာချီလီကရွေးကောက်ပွဲလုပ်တယ်အဲ့တော့ Marx ဝါဒသမား Salvador Allende ကအရွေးခံရတယ်ဒီမိုကရေစီနည်းကျအရွေးခံရတာအဲ့ဒါကို America မှာရှိတဲ့ Nixon administration အရန်ကြောက်တယ်အဲ့ကိစ္စကြီးအဲ့ကြတော့အရန်လန့်သွားဒုတိယဂျူးဘာဖြစ်မှာတို့အိမ်နီးချင်းနိုင်ငံကဒီကိုဝါကာလာကြီးမှာစီအေးကာလာကြီးမှာတို့ကဒီလိုမျိုးဘယ်လိုပြောမလဲဒီ socialism တွေပြီးသွားလို့ရှိရင်ခုနcommunism တွေတိုက်ဖြတ်နေတဲ့အချိန်ကြီးမှာဒီဘက်က Marx ဝါဒသမားကြီးကလုံးဝဒီမိုကရေစီနည်းရရွေးကောက်ခံပြီးတော့တမနာဖြစ်တော်မယ်ဆိုတာတို့တို့အိမ်မဆိုးကြီးပါဒုတိယဂျူးဘာဖြစ်မခံနိုင်အဲ့တော့ CIA ကိုခေါ်တယ်ပြီးသွားလို့ရှိရင်တို့ရဲ့ဒီနိုင်ငံတော်လုံခြုံရေးဖွဲ့တွေခေါ်ပြီးတော့တိုင်ပင်ပြီးတော့ meeting note တွေထွက်လာတယ်ချရေးထားတဲ့အစာအုပ်လေးမှာ CIA ခေါင်းဆောင်Richard Helmton သူရေးထားတဲ့စာအရန်နာမည်ကြီးပါတယ်make the economy scream စီးပွားရေးငယ်တန်းပေါအောင်လုပ်ဆိုပြီးပြောတာအဲ့ပါလဲဆိုတော့ CIA ကသူကချီလီနိုင်ငံတွေကိုအဲ့လိုလျှို့ဝှက် mission တွေဆောင်ရွက်တယ်ဗျာသိလားဒီ LND အရွေးကောက်ခံရတာမှန်တယ်တမရအဖြစ်မရောက်အောင်သူတို့ကကြိုးစားတာ track နှစ်ခုနဲ့သူတို့တွားတယ်ပထမ track ကကျတော့စီးပွားရေးကိုချွတ်ချုံချအောင်လုပ်တာဒုတိယ track ကကျတော့ဒီဟာကိုဘယ်လိုပြောမလဲအာဏာသိမ်းတဲ့ကိစ္စကိုသူတို့ကတွယ်ဝိုက်တဲ့နည်းနဲ့သူတို့ကလုပ်တာဘယ်လိုလဲဆိုတော့နံပါတ်1ကကျတော့သူကဒီနိုင်ငံကို international credit တွေ financial support တွေဘာမှမပေးတော့အကုန်ဖျက်ချလိုက်တယ်နိုင်ငံတကာပေးမဲ့ဟာတွေသူတို့ကြားထဲကနေ block လုပ်တယ်နော်အဲ့တော့နိုင်ငံပတ်စံမရှိတော့ပြီးတော့နိုင်ငံမှာရှိတဲ့ဒီကုန်တင်ကားတွေကုန်ကားမောင်းတဲ့လူတွေအတင်းရှိတယ်အဲ့အတင်းကို strike လုပ်ခိုင်းတယ်တပိတ်မောက်ခိုင်းတယ်ပြီးတော့နိုင်ငံမှာရှိတဲ့ကျွန်တော်တို့ဒီ store keeper အဖွဲ့အစည်းရှိတယ် store keeper ဆိုကျွန်တော်တို့ဒီစတိုတွေရောပြီးတော့လေဆိုင်ရောင်းတဲ့ဝန်ထမ်းတွေရောအကုန် retail စနစ်ပေါ့နော်အဲ့ဒါအကုန်လုံးကဝန်ထမ်းတွေကိုလည်း strike လုပ်ခိုင်းတယ်အဲ့ strike လုပ်တဲ့လူတွေအကုန်လုံးတော့ကိုသူတို့ကအမေရိကနောက်ကနေတောက်လျှောက်ထောက်ပံ့ပေးနေပတ်စံတယ်ဆိုတော့သူတို့က strike အကြကြီးလုပ်တယ်လုပ်တော့နိုင်ငံက supply chain ပြတ်သွားကုန်တင်ကားတွေမမောင်းတော့ဘူးစတိုးဆိုင်တွေမရှိတော့စားစရာမရှိတော့နိုင်ငံအဲ့လိုလုပ်ပလိုက်တယ်အဲ့လိုလုပ်ပလိုက်ပြီးတော့ဘာလုပ်လဲဆိုတော့တည်င်းမှားတွေနောက်ွယ်မှာဖြန့်တယ်socialist စနစ်ကဘယ်လောက်ဆိုးတဲ့အကြောင်းဘာညာပေါ့နော်အဲ့အကြောင်းသားလူငယ်ကြားထဲမှာဖြန့်တယ်ပြီးတော့ LND သမရကိုစန့်ကျင်တဲ့ media မှန်သမျှကိုသူတို့ကထောက်ပံ့တယ် CIA ကအဲ့ဒါအကုန်လုံး declassify လုပ်ပြီးသားနော်ဟေး rumor တခုမှမဟုတ်ဘူးတကယ်သူတို့ဝန်ခံထားပြီးသားဆိုတော့အဲ့လိုလုပ်တယ်တစ်ဖက်ကလည်းဘာလုပ်လဲဆိုတော့ဒီ LND ကိုဖြုတ်ချခြင်းနဲ့ဒီစစ်တပ်ထဲကအရာရှိတွေစစ်သားတွေအကုန်လုံးကိုလက်နက်တွေထောက်ပံ့ပေးတယ်ပတ်စံထောက်ပံ့ပေးတယ်ဂျားတွေကနေအကုန်ထောက်ပံ့ပေးတယ်အကုန်လုံးအဲ့ track နှစ်ခုနဲ့တွားတယ်အဲ့ချိန်မှာ1980မှာပဲသူကသူတို့ရဲ့ဗျာဒီကျမ်းမကြိမ်ငင်ပေါ့နော်ဒီလူဒီ LND ကျမ်းမကြိမ်ငင်မှာသူတို့ချီလီစစ်တပ်ရဲ့ကျွန်တော်စေဦးစီးရုပ်ရှိတယ်အဲ့လူက Schneider ဆိုတဲ့လူဗျအဲ့လူကကြတော့လုံးဝ constitutionalist လို့ခေါ်တယ်သူကဘယ်လိုလဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေသမားဖွဲ့စည်းပုံအခြေခံဥပဒေကိုအတက်နဲ့လဲပြီးကာကွယ်မယ်ဆိုတဲ့ပုံကိုဘသူတမရတက်သူကဒီဟာကိုကာကွယ်မယ်ဆိုတဲ့လူနော်အဲ့လိုသဘောမျိုးဆိုတော့အဲ့ဒီလူကိုသူတို့ပြန်ပြေးဆွဲဖို့ကြိုးစားတယ်သူတို့ရဲ့ CI ရဲ့ plan ဘယ်လဲဆိုအဲ့ဒီလူကိုပြန်ပြေးဆွဲလိုက်မယ်ပြီးသွားလို့ရှိရင်သူကလက်ဝဲရင်းသမားတွေကိုသူကအပြစ်တင်မယ်အပြစ်တင်ပြီးတော့ဒီဟာကြီးကိုလက်ဝဲရင်းသမားလုပ်တယ်ပြီးသွားလို့ရှိရင်သူကဒီဟာကြီးကို national emergency ကြေညာလိုက်မယ်ဒီ curfew တွေထုတ်လိုက်မယ်ပြီးသွားလို့ရှိရင်ဒီတမရရွေးကောက်ပွဲကိုဖျက်လိုက်မှာပေါ့ဗျာသိရမလားအဲ့လိုမျိုးအာဏာသိမ်းတာပေါ့ဗျာသိရမလားဒါကြီးကပြန်ပြီးဆွဲခံရတဲ့ဒါတွေကပြောရရင် right wing နဲ့ left wing ကြားထဲမှာကလပ်ဖန်တွေထိုးပြီးတော့ဒီလိုအရှုပ်ထွေးဖြစ်နေတဲ့အတွက်နိုင်ငံတော်ကအရေးပေါ်ခြင်းတွေကြီးညာပြီးတော့စစ်တပ်ကအာဏာသိမ်းလိုက်ရပါတယ်တမရရွေးကောက်ပွဲပြတ်သွားပါပြီဆိုတော့အကွက်တွေပေါ့ဗျာကျွန်တော်အားလုံးကြုံမှုရပါတယ် anyway ဆိုတော့အဲ့ဒါကိုသူကကြံ့တယ်ဖြစ်ချင်တော့အဲ့လိုပြန်ပြီးဆွဲမဲ့အချိန်မှာကားတွေကအဲ့လူကိုသွားပြီးတော့အဲ့လိုပြန်ပြီးဆွဲဖို့ကြိုးစားတဲ့အချိန်မှာအဲ့ general ကသူကသူ့ကိုယ်သူကာကွယ်တာတနက်နဲ့ပြစ်တာပြန်ပြစ်တာပြစ်နေနေဟိုဘက်ကလည်းပြန်နေအဲ့ general ကသေပါသိလားအဲ့ Renee Schneider ဆိုလို့သေသွားတော့အဲ့မှာ
ချီလီပြည်သူတွေအကုန်လုံးကတညီတညွတ်နဲ့ဖြစ်သွား Congress ကြီးတစ်ခုလုံးကလည်းတညီတညွတ်နဲ့ဖြစ်သွားပြီဒါကတခြားလူတွေဆွတ်ဖတ်မှုပါနေတယ်ဒီသမရကိုမတက်စေချင်ဘူးလားတကယ်ကောင်းတဲ့သမရမဖြစ်မဲဆိုပြီးတော့ LND နောက်ကွယ်မှာအကုန်လုံးစုစည်းသွားပြီးတော့ LND ရဲ့တကယ်ကြီးသမရဖြစ်သွားဆိုတော့သူတို့ရဲ့ kidnap အစီအစဉ်ကမအောင်မြင်ဘူးအဲ့တော့နောက်ထပ်တစ်ခုကဘာလဲဆို plan B ကိုသွားတယ်အဲ့ဒါကြတော့သူကရေရှည်တိုက်မယ်ဆိုပြီးတော့ဘယ်လိုလုပ်လဲဆိုတော့ဒီသမရကိုစန့်ကျင်မဲ့လူအားလုံးចောင်းသားလူငယ်တွေဘာတွေအကုန်လုံးနောက်ကွယ်နဲ့သူကထောက်လျှောက် support လုပ်တာ support လုပ်နောက်ဆုံးရောက်ခုနကတော့ဒီစီးပွားရေးကိုလည်းပို့ပြီးချွတ်ယုံကြအောင်လုပ်တာပေါ့နော်အမျိုးစုံလုပ်တာပို့ဆိုးအောင်လုပ်တာအဲ့လိုလုပ်တဲ့အချိန်မှာအဲ့လို cover operation တွေလည်းအများကြီးပဲဗျဟိုအဲ့လိုတွေလုပ်နေနောက်ဆုံးရောက်1983မှာအဲ့ဒန်တွေကိုပြည်သူတွေကမခံနိုင်တော့အဲ့ထဲကစစ်တပ်ရဲ့အဲ့အချိန်မှာ general တယောက်ပေါ့နော်သူကကြတော့ဟိုဒီဟာကြီးကိုလုံးဝအဆင်မပြေဘူးဆိုပြီးသူကအာနာကောက်သိမ်းလိုက်တာအာနာကောက်သိမ်းလိုက်တော့သူတို့ထုံးစံနိုင်သွားတာပေါ့နော်အဲ့ဒီအချိန်မှာသူဟော့ကာလေနေရှိရဗျာဒီအဲ့ဟော့ကာလေနေကလာပြီးတော့တမရနေနတ်တော်ကဘုံကောက်ကျဲလိုက်တာဘုံကောက်ကျဲလိုက်တော့တမရအဲ့ဒီအချိန်မှာအိမ်ထဲမှာရှိတယ်အိမ်သူတို့အိမ်တော်ထဲမှာရှိတယ်ဒါပေမဲ့ तू ကထွက်လဲမပြေဘူးဖမ်းလဲမခံပဲနဲ့ तू ကသူပရိသတ်ကို तू ကရေဒီယိုကနေမိန်ကွန်းပြောပြီးတော့သူ့ကိုတက်သေးပါတယ်အဲ့လိုမျိုးဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့အားလုံးပြီးသွားတဲ့အချိန်မှာခုနတမရသူ့ကိုတက်သေးသွားတော့သူတို့ဆိုရလဲပြုတ်ကြပါတယ်အမေရိကလိုချင်တဲ့အစိုးရအဖွဲ့ကတက်လာတယ်ဒါပေမဲ့အဲ့ဒါအစိုးရအဖွဲ့မဟုတ်ဘူးဗျာခုဆိုတော့ military rule ဖြစ်သွားတာပေါ့နော်အဲ့ခုနကတော့ခုပလောက်လိုက်တဲ့စစ်ဗိုလ်ကတမနာဖြစ်သွားတယ်18နှစ်တောင်ကြာတယ်စေအုပ်ချုပ်ရေးမှာနေရတာလေအဲ့ဒါအကုန်လုံးအမေရိကန်လက်ချက်ပြတယ်လား CIA လက်ချက်ပေါ့နော်ထားပါတော့ဆိုတော့ဒီရုပ်ရှင်တွေဘယ်လိုဆက်လဲဆိုတော့ဒီရုပ်ရှင်ကျတော့အဲ့ဟာကိုနောက်ခံထားပြီးတော့ CIA agent 2ယောက်ရဲ့ဒီမတူညီတဲ့အခြေအနေကိုပြတာသိလားCIA ရဲ့1980ဝန်းကျင် playbook တွေမှာသူကဘယ်လိုလဲဆိုတော့ဟို agent တွေတွဲလို့ရှိရင်အများ2ယောက်တွဲပြီးတယ်အဲ့ဒီမှာအသက်ကြီးတယောက်နဲ့အသက်ငယ်တယောက်ကိုတွဲပြီးတယ် train ဖို့ပေါ့နော်တူအဲ့လိုတွဲပြီးဆိုဒီကားမှာအဲ့လိုမျိုး John Malkovich ကျတော့အသက်ကြီးရဲ့ CIA agent သူကအခု diesel land မှာသူကဟိုတခါတည်းသူ့ရဲ့နောက်ဆုံး mission သဘောမျိုးပေါ့နော်သူ့ရဲ့ memoir လည်းရေးမယ်သူစာအုပ်လည်းရေးမယ်ပေါ့နော်ပြီးတော့ဟိုကောင်လေးကိုလည်း train မယ်ဟိုကောင်လေးဆိုတာခုန Sam Rockwell ဗျာအဲ့လူကိုလည်း train မယ်အဲ့လိုသဘောမျိုးဆိုတော့အဲ့ဒီမှာသူတို့နှစ်ယောက်အလွဲကြီးဖြစ်ကြမယ်ဥစားပေါ့နော်ပြီးတော့သူတို့ရဲ့လုံရက်တွေကြောင့်တကယ်ပြည်သူတွေဘယ်လိုခံစားခဲ့ရလဲခြေတီးရလူတွေဘယ်လိုထိခိုက်လဲဆိုတဲ့ဟာကိုသူတို့ကပြကျင်တာအဲ့ human cost ကိုလည်းပြကျင်တယ်ပေါ့နော်ပြချင်တဲ့ခါကျတော့သူကအဲ့မှာအကြောင်းသားလေးထည့်ထားတယ်ခြေတီးကအဲ့ဒီတက်ကြွလှုပ်ရှားတဲ့အကြောင်းသားလေး activist တွေသူတို့ကလဖန်ထိုးမှုကြောင့်သူတို့တွေဘယ်လိုခံစားရမလဲဆိုတော့ဒီရုပ်ရှင်မှာကြည့်ရမှာဆိုတော့အဓိကဒါတွေက CIA လောက်ခဲ့တာကောင်းလားမကောင်းဘူးလားဆိုတဲ့ဟာတွေပေါ့နော်ဟိုသူများနိုင်ငံဝင်ဆွတ်ဖတ်တဲ့ကိစ္စတွေအဲ့ဟာတွေကိုသူတို့ကိုယ်တိုင်ပြန်သုံးသပ်ရမှာသူတို့လုပ်ခဲ့တဲ့လုပ်ရက်တွေသူတို့ရှေ့မှာတောက်လျှောက်လုပ်ခဲ့တဲ့များအကုန်လုံးကိုသူတို့ပြန်ပြီးတော့ဒီမှာပြန်ပြီးဒီကျွန်းမှာသုံးသပ်တာပဲဗျဘာလို့ဆိုတော့အဲ့ကျွန်းမှာသူကဖုန်းလိုင်းတွေပါတယ်မရှိဘူးပြောတယ်ဟိုလို satellite ဖုန်းနဲ့ပြောရတာဗျတကယ် remote နေရာကိုရောက်သွားတာပေါ့နော်ဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့ကျွန်တော်ကြိုက်တဲ့ concept ကပါလဲဒီကားမှာနာမည်ကြီးမင်းသားမပါအောင် Sam Rockwell နာမည်ကြီးရမှန်တယ်ဒါပေမဲ့ Ryan Reynolds မဟုတ်သဘောတရားတစ်ခုကTom Cruise မဟုတ် right ပြီးသွားလို့ရှိရင်ကျွန်တော် John Malkovich နာမည်ကြီးရဒါပေမဲ့သူဇက်ဘိုးဇက်ရန်အဆင့်ပဲမင်းသားလိမင်းသားအဆင့်မဟုတ်ဘူးပြီးတော့ Steve Buscemi ကျွန်တော်ကြိုက်လိုက်တာ CIA ခေါင်းဆောင်ဖြစ်သေးဦးဆိုအရင်ကြိုက်တယ်သူကလည်းဇက်ဘိုးဇက်ရန်ပဲမင်းသားကြီးအဆင့်မဟုတ်ဘူးဒါပေမဲ့သူတို့3ယောက်ပေါင်းတာတကယ် work တယ်တကယ်မိုက်တယ်ကျွန်တော်မြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးတွေစဉ်းစားမိရဗျခဏသိလားဟိုကျွန်တော်တို့ကနေတိုးတို့ဘာတို့ပဲတရုတ်ဆောင်ထက်တာမဟုတ်ဘူးဇက်ဘိုးဇက်ရန်ထဲမှာသူတို့ထက်အများကြီးတရုတ်ဆောင်ပိုကောင်းတဲ့လူတွေရှိမယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့အခွင့်အရေးမရအောင် market ကဒီလူ market ဖြစ်နေတာတရုတ်ဆောင်ပညာ market မဟုတ်ဘူးလူ market ဒီမျက်နှာကိုကြည့်ခြင်းနဲ့ market ဖြစ်နေတော့သူတို့မှလောက်ပန်ခွင့်မရအောင်ဆိုတော့အဲ့လိုဒီဇက်ဘိုးဇက်ရန်တွေကို lead ထုတ်ပြီးတော့ရိုက်တဲ့ရုပ်ရှင်ကားတွေကအများသောအားဖြင့်ကျွန်တော်တို့ကဇက်ဘိုးဇက်ရန်ဆိုရဲဟာကိုမိသွားပြီးတကယ်ဇက်ကောင်ကြီးကျွန်တော်တို့စီးမျောလို့ရတယ်သဘောတစ်ခုကဗျအဲ့ဒီအချိန်မှာ Ryan Reynolds ကိုခေါင်းဆောင်မင်းသားထားလိုက်လို့ရှိရင်ဒီဟာ Ryan Reynolds ဆိုတာဟာစိတ်ထဲမှာသိနေတယ်ဒီဇက်ကောင်ဆိုပြီးစီးမျောဖို့ခက်တယ်အခုဒီမှာပါတဲ့ Sam Rockwell တို့ John Malkovich တို့ Steve Buscemi တို့ကသူ့ဇက်ကောင်နေရာမှာအပြည့်အဝစီးမျောနိုင်တယ်ဗျဆိုတော့ဇက်လန်းကိုပူအောင်ဆိုင်နိုင်တယ်ကျွန်တော်ပြောချင်တာမြင်လားမသိဇက်လန်းကိုပူအောင်ဆိုင်တယ်ကျွန်တော်တို့အဲ့ဒါအရင်စိတ်ဝင်စားဖို့ကောင်းတယ်ဒီကားရဲ့ box office success တွေ audience rating တွေနဲ့ကျွန်တော်အရင်စိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့အဲ့ concept ကိုကျွန်တော်အရင် I'm very excited ပြီးတော့ CIA ကားတွေကျွန်တော်ရိုးအီနေပြီဒါပေမဲ့ဒီကားလိုမျိုးရိုက်ထားတဲ့အထာမျိုးအထာပဲသိလားအဲ့အထာမျိုးအခု trailer မှာကြည့်လိုက်အရင်မိုက်တယ်ဒါ comedy ဒါပေမဲ့တကယ်တော်တော်နဲ့ရိုက်ထားတဲ့ကားမျိုးပေါ့နော်အရင်စိတ်ဝင်စားဖို့ကောင်းတယ်ထွက်ရင်ကြည့်ပါကျွန်တော် highly recommend ပါကျေးဇူးများတင်ပါတယ်နောက် video မှာတွေ့မယ်